Okay, cho nên càng pamalo về toa lại pamalo toa lại soro ka okay cho nên càng cũng cho nó bối piano anh em thiên nào em phải cái nín bolo để tua đai lo về biểu rồi soro lên nó tích nã lệ mình mất thêm mu nang mang rồi cho nam hát tích khama nang mang mo ay imbalo ka assembly khama neo salong assembly le no balaga okay cho nên càng cũng yang se jo china to ta min che bi gi gan da tu ngoi le tha chin to ta bi ni pin sim ba kha cho nong lo jo le tui wa lo ba kha mo le tui jo se jo chin kha nang ka ai học kha boi phang da mo cho nong ka no le tha dong ai học khang da ai học kha le so bui ma a chen na ka kung ha na mi lo dong wa le tui bai mi te kha ma so ro tu ngoi le tha chin a to ta maybe အပမာလို့ပြောရမယ်ဟာအဲ့ဒါဆိုတော့ဒီနေ့ဒီလက်ထပ်ချင်းနဲ့ဆိုင်တဲ့ဟာတွေကိုကျွန်တော်တို့တွားရမှာဖြစ်တယ်ဆိုတော့ပထမအဦးဆုံးကျွန်တော်တို့ကဒီထားဖို့ကလက်ထပ်ချင်းဆိုတဲ့နေရာမှာရန်မင်းထေတို့ဟာဖရာသခင်ကနေပြီးတော့မှဒီကောင်းကင်ရဲ့မြေကြီးရှိသမျှအရာတွေဖန်ဆင်းပြီးတဲ့နောက်မှာလူအတန်ကိုဖန်ဆင်းတယ်ဒီမြေကြီးပေါ်မှာရှိတဲ့အရာအလုံးစိုးပိုင်ဖို့ဘုရားသခင်ကသူနဲ့ပုံတရံတူတဲ့ဟာကိုဝိညာဉ်တော်မှုထွန်းပြီးတော့သူကဖန်ဆင်းထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူသားတွေဟာအိမ်မတန်မှဘုရားရှိခိုးမှာအရေးကြီးတယ်ဘာကြောင့်လဲကိုယ့်အတက်ကိုမပိုင်ဘူးဘုရားကကျွန်တော်တို့ကိုပိုင်တယ်ဆိုတော့အဲ့ဒီဘုရားသခင်ကနေပြီးတော့မှမြေမှုကိုယူပြီးတော့မှသူ့ရဲ့ဝိညာဉ်တော်ကိုမှုတွန်းတဲ့အခါမှာလူဖြစ်လာတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကမိမိကိုလည်းမပိုင်ဘူးဖခင်ကပိုင်တယ်အဲ့ဒါကြောင့်ဒီကိုတတ်သေးတာတော့ဘာလို့ရှိတယ်မလားလူတွေအဲ့ဒါတွေကအပြစ်ကြီးဖြစ်တယ်နော်အပြစ်ကြီးဖြစ်တယ်ဆိုတော့မိမိကိုတတ်လို့မရဘူးပြီးရင်သူများအသက်ကိုလည်းတတ်လို့မရဘူးအဲ့ဒါကြောင့်မလို့ဖခင်ပိုင်တယ်ဘယ်သူမှဒီတခြားလူကိုလည်းတတ်လို့မရဘူးမိမိကိုလည်းတတ်လို့မရဘူးအဲ့ဒါကြောင့်ဒီတခြားနိုင်ငံတွေမှာဆိုရင်ဒီဒေတာပေးတာတော့ဘာတော့ခွင့်မပြုဘူးပေါ့နော်ဒီဘာသာရေးတင်းကြပ်တဲ့နေရာတွေဆိုရင်ဒီဒေတာပေးတာဒီဖျားကပဲလူကိုပိုင်နေပေါ့နော်ဆိုတဲ့ဟာနဲ့အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့လိုဆိုတဲ့ခါမှာကျွန်တော်ဒီပေါ်ကျဖုန်းကိုလေးနဲ့တောင်းပြီးတော့ထားရင်ကောင်းမယ်ချင်းပြောင်းပြန်ကြည့်မလားမအကြက်ကโอเคဟုတ်ပြီအဲ့ဒါစင်ပြေတယ် okay yes okay စင်ပြေတော့ပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကမိမိအသက်ကိုမပိုင်ဘူးဆိုတဲ့အရာမျိုးပေါ့နော်ဆိုတော့အဲ့ဒါအယံတတိထားရမယ်အဲ့ဒါကြောင့်ယောက်ျားမိန်းမဆိုတဲ့နေရာမှာလေဒီနိခုတ်ထုံးမှာပြောအောင်ဒီမဒီချင်းလိုမှာလေအထုံးစံတဲ့အတူချင်းထုံးစံတဲ့အတူပါပဲသူများရဲ့သားသမီးကိုဒီလိုမို့ဘယ်လိုပြောရမလဲဆွေမျိုးသားချင်းတွေအဖေမေတွေဟိုဒီလိုဒီထုံးစံအတိုင်းမတော်ဘဲနဲ့ဒီလိုအတူအိတ်ပြီးတော့မှခေါ်လုပ်တဲ့ဆိုရင်မကောင်းဘူးပေါ့နော်ပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကမကောင်းဘူးပေါ့နော်ဆိုတော့သူယောက်ျားလေးမိန်းကလေးကြိုက်ပြီဆိုရင်ကိုကမိဘတွေပြောချင်းမျိုးသားချင်းတွေအတိပေးချင်းထုံးစံအတိုင်းဒီလိုဒီလူမှုရေးနဲ့တောင်းရမ်းတာတော့ပါတော့ဒါမှန်ကန်တဲ့နီလန်ဖြစ်တယ်ဒီဘုရားတရားပိုင်းမှာလည်းအဲ့ဒါနဲ့အတူတူပဲဖြစ်တယ်နော်ဆိုတော့အဲ့ဒါကမှန်ကန်တဲ့နီလန်ပေါ့နော်ဆိုတော့ဒီလိုအတူတူဘယ်သူကမှမတိုင်ပင်ပဲကိုနေတယ်ဆိုရင်ဒီခေတ်မှာတော့ကျွန်တော်တို့ကအဝေးရောက်နေတယ်အိမ်နဲ့ဝေးတယ်ဆိုတော့အဆင်ပြေတယ်လို့နေကြတာပေါ့ဒါပေမဲ့တိတ်
ကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုလဲဘယ်လိုပြောရမလဲမေးမိန်တယ်လို့ပြောရလူတွေကလူတံပိုသိမထားဘူးအခုတွဲလိုက်နဲ့ပြန်ကွဲလိုက်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းတွေရဲ့ဒီလိုမျိုးချီနှောင်မှုမရှိဘူးပေါ့နော်။အတိုင်းဝိုင်းရဲ့နှွေးထွေးတဲ့ကြိုဆိုမှုတိုင်းဝိုင်းရဲ့အားပေးမှုမရှိတဲ့အခါဆုံးချင်းတိုင်းဆုံးတယ်ကွဲချင်းတိုင်းကွဲမယ်အဲ့လိုမျိုးနဲ့လွယ်နဲ့လူတွေဖြစ်လာကြတယ်ပေါ့နော်။ဆိုတော့ချင်းထုံးစံတိုင်းကျွန်တော်တို့အသေးချာကတိကဝတ်တွေနဲ့လုပ်တဲ့ခါမှာဘယ်လိုအခက်ခဲမျိုးပဲရှိလာပါစေကျွန်တော်တို့ကအဲ့ဒီကတိကဝတ်တွေကလည်းဒီခိုင်မာဒီငါတို့ရဲ့ချစ်ချင်းတွေရဲ့ခိုင်မာစေတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ကနေပြီးတော့မှဒီဖရာတရားနီလမ်းမှာလည်းအဲ့လိုပဲကျွန်တော်တို့ကမှန်ကန်တဲ့နီးနဲ့သွားဖို့လိုအပ်တယ်ဆိုတဲ့အရာပေါ့နော်ပြီးရင်နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့အတင်းတော်မှာဒီဘုရားသခင်ကဖန်ဆင်းတဲ့ချိန်မှာလူယောက်ျားကသူ့အဖို့လိုတဲ့အခါမှာအထီးကျန်နေတယ်လို့သူကမြင်တဲ့အခါမှာလူဧဝဆိုတဲ့ဟာကိုဖန်ဆင်းပေးတယ်သူလူယောက်ျားကိုအိခိုင်းပြီးတော့မှသူ့ရဲ့နံရိုးတွေချောင်းယူပြီးတော့မှလူမိန်းမကိုဖန်ဆင်းပေးတယ်ဆိုတဲ့အကြောင်းဒီကပ္ပဦးကျမ်းစာမှာတွေ့ရတယ်အဲ့လိုဖန်ဆင်းပေးတဲ့အခါမှာဒီနံရိုးဆိုတဲ့အရာကအရေးကြီးတဲ့အရာဖြစ်တယ်နံရိုးဆိုတာဒီကောင်းတဲ့ခြေထောက်နဲ့ကြားပေါ့နော်အရေးကြီးတဲ့အစိအပိုင်းလည်းဖြစ်တယ်လို့ဒီတကယ်ခန္ဓာကိုယ်အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ဒီအသက်ဥကလီစာတွေကောင်းအသက်ရှူတာတော့ဘာတော့ကောင်းမွန်ဖို့ဒီစေပညာနဲ့ကြီးမယ်ဆိုရင်ပေါ့နော်အရန်အရေးကြီးတဲ့အနံရိုးပေါ့နော်ဆိုတော့ပြီးရင်ကောင်းတဲ့ခြေထောက်ကြားမှာရှိတဲ့အရာတချို့ကဘာကြောင့်လဲဆိုတော့ဒီငါတို့ခြေထောက်ကနစ်ညံ့နေပေါ့နော်ကောင်းကမြင့်မြတ်နေဆိုတဲ့အယူအဆတွေရှိတယ်လေအဲ့လိုမျိုးနဲ့ကြီးမယ်ဆိုရင်ဒီအလေကြားမှာရှိတဲ့ဒီနံရိုးကိုယူပြီးတော့ဧဝကိုဖန်ဆင်းပေးတယ်ဆိုတော့လူတယောက်ရဲ့တကယ်အရေးကြီးတဲ့အစိအပိုင်းတစ်ခုကိုဖန်ဆင်းယူပြီးတော့ဖန်ဆင်းပေးတဲ့အခါဧဝဖြစ်လာတယ်။နော်ဧဝကိုလည်းဘုရားသခင်ကအာဒံကိုပဲဘယ်လိုနာမည်ပေးရင်ကောင်းလဲ။သူကိုလူတို့ရဲ့အမိဧဝဆိုပြီးတော့မှနာမည်ပေးရအောင်ဆိုပြီးတော့အာဒံကပြောတဲ့အခါမှာဘုရားသခင်ကလက်ခံတယ်ပေါ့နော်။ဆိုတော့ဘုရားသခင်ကလူဧဝကိုဖန်ဆင်းပေးပြီးတော့ပွားများကြလို့ဆိုပြီးတော့မှသူကပြောတယ်ပေါ့နော်အဲ့လိုအဲ့ဒီမှာလဲကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘုရားသခင်ကပွားများကြတော့ဆိုတဲ့စကားလုံးနဲ့သူကတရားဝန်ဒီယောက်ျားနဲ့မိန်းမကိုပွားများဖို့ဘုရားသခင်ကခွင့်ပြုတယ်နှုတ်တော်ထွက်အဖြစ်ခွင့်ပြုပြီးမှဒီပွားများဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့ပြီးရင်အခုခေတ်မှာဒီဘယ်လိုပြောရမလဲအချောက်တီပေါ့နော်အချောက်တီဒီမွေးကလေးက6တဲ့လူတွေကိုမဆိုလို့ဘူးတချို့နိုင်ငံတွေမှာဆိုရင်တမင်တက်ကျောင်းနေပါတွေမှာတမင်တက်လူတွေကိုဖျက်ဆီးတဲ့လူတွေရှိတယ်သူကောင်းနေတဲ့ဟာကြီးကိုတဖြည်းဖြည်းနဲ့စိတ်ပြောင်းလဲပြီးတော့အချောက်စိတ်ဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးလူကိုဖျက်ဆီးတဲ့လူတွေကရှိတယ်ဒါဘာသာရေးနဲ့ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေပေါ့ဘာသာရေးမုန်းတီးတဲ့လူတွေဒါဘာသာမဲ့ဝါဒီတွေပေါ့နော်အဲ့လိုမျိုးအမေရိကန်မှာဆိုရင်အဲ့လိုမျိုးတွေအရန်ဖြစ်တယ်အဲ့ဒါကြောင့်အခုသမတတော်နဲ့ချမ်းမှာဆိုရင်အမေရိကန်မှာယောက်ျားတော့မဟုတ်မိန်းမပဲရှိရမယ်တခြားဘယ်လင်မမိန်းမမဟုတ်ယောက်ျားမဟုတ်တဲ့လူမရှိရဘူးဆိုပြီးတော့မှအမိန့်ထုတ်ထားတယ်ဆိုအမေရိကန်အစိုးရကမိန်းမနဲ့ယောက်ျားပဲသူကခွင့်ပြုတာရှိတယ်နော်ဒီကြားလူတွေကြားနေတွေသူတို့မှာ identity မရှိဘူးเนาะအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီဘုရားသခင်ကလည်းပဲဒီယောက်ျားနဲ့မိန်းမသုံးဖက်ချင်းကိုပဲဘုရားသခင်ကဖန်ဆင်းခဲ့တဲ့အတွက်အခုခေတ်မှာမိန်းမချင်းယောက်ျားချင်းလိန်တူလက်ထပ်တာတွေလုံးဝအတင်းတော့ခွင့်မပြုဘူးပေါ့နော်ဒါမိန်းမချင်းလုံးဝလက်ထပ်လို့ဘုရားသခင်ရဲ့ဒီလူကိုဖန်ဆင်းခြင်းအတိကရည်ရွယ်ချက်ကဘာကြောင့်လဲဆိုရင်ပွားများဖို့ဖြစ်တယ်ပွားများကြလို့ဆိုတဲ့အရာမှာ
မိမချင်းလက်ထပ်ဘယ်လိုလုပ်ပွားများနိုင်မလဲမဖြစ်နိုင်ဘူးလေယောက်ျားချင်းပွားများရင်ကောလက်ထပ်ရင်ကောမဖြစ်နိုင်ဘူးလေဘယ်လိုလုပ်ယောက်ျားချင်းပွားများမလဲဒါမဖြစ်နိုင်တဲ့ကိစ္စပြီးရင်ကာမဂုဏ်အမှုကျူးလွန်ခြင်းဖြစ်တယ်နော်ဒါဘုရားသခင်ပေးတဲ့ဒီအိမ်ထောင်ရေးမှာဒီလိမ်မှုဆိုတဲ့အရာကဒီတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကိုကစံစားရမယ့်အရာကိုဒီအပြုတ်ပါတဲ့လူတွေကအတုံးချလာတဲ့အခါအဲ့ဒါကဘုရားသခင်ရဲ့အလိုတော်နဲ့တွေ့ဖယ်ပြီးတော့မှားယွင်းတဲ့လမ်းကြောင်းကိုရောက်သွားတယ်။နော်အဲ့လိုဆိုတော့ဒီယောက်ျားချင်းမိန်းမချင်းဒါလုံးဝမရဘူးပေါ့နော်အတင်းတော်ကလုံးဝမပြုဘူး။ကဲအဲ့လိုမျိုးဒါကဒီမိသားစုတစ်ခုရဲ့အတိတ်ပဲပေါ့နော်မိန်းမချင်းကိုမိသားစုလို့ဘယ်လိုမှခေါ်လို့မရဘူးယောက်ျားချင်းကိုလည်းမိသားစုလို့ခေါ်လို့မရဘူးဒါတွေကကာမဂုဏ်လေမှုအယတခံချင်းတဲ့ဖြစ်တယ်ဒါကဘုရားကိုတိုက်ရိုက်စော်ကားခြင်းဖြစ်တယ်ဘုရားရဲ့ငကိုရည်ရွယ်ချက်ဖြစ်တဲ့ပွားများခြင်းဆိုတဲ့အရာကိုလုံးကြီးဆန့်ကျင်နေတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့မိသားစုဆိုတာဘယ်လိုဟာမျိုးလဲဆိုတဲ့နေရာမှာကျွန်တော်တို့ကတာရီကိုတည်ထားဖို့လိုအပ်တယ်နော်ဆိုတော့ကျွန်တော်တို့ကနောက်ပါကိုတွားမလဲဆိုရင်ပြီးရင်ဒီလိုလက်ထပ်ဖို့ကျွန်တော်တို့ကပြင်ဆင်လာတဲ့အခါမှာဒီတေချာစဉ်းစားဖို့လိုတယ်လက်ထပ်တယ်ဆိုတဲ့နေရာမှာဒီကျွန်တော်တို့အချစ်ကြောက်ဒီလက်ထပ်မင်္ဂလာလုပ်ဖို့တယောက်နဲ့တယောက်စီဝန်စားပြီးတော့ယောက်ျားလေးမင်္ဂလေးချစ်ခင်နဲ့တကယ်နှလုံးသားတယောက်ဘဝတဲ့ပေးစားပြီးတော့ချင်းမယ်အချစ်တွေပေါ့နော်ဒါအမှန်ဆိုရင်တော့ကာမအချစ်လို့လည်းပြောလို့ရတယ်ဒါလူတိုင်းဟာကျွန်တော်တို့ရဲ့ချစ်ချင်းတရားတွေကဒီလိုပဲနှလုံးသားရေးရာနဲ့စတင်ခဲ့တာဖြစ်တယ်ဒါကိုတည်ထားရမယ်ဒါကအင်မတန်မှလှပတဲ့ဘုရားဖန်ဆင်းပေးတဲ့အရာဖြစ်တယ်ဒါမရှိရင်လည်းလူတွေကအိမ်ထောင်ပြုဖို့ဆိုတာကြောက်နေမှာပဲဖြစ်တယ်နော်ဒါကအမှန်ဆိုရင်တော့ကျွန်တော်တို့ကငားမြားတယ်လို့ပဲငားကိုငါတို့ဘယ်လိုမြားလဲငားကြိုက်တဲ့အစာကိုချိတ်ထဲမှာချိတ်ပြီးတော့မှငားကိုကျွန်တော်တို့ဖမ်းတဲ့အခါမှာငားကသူ့ရဲ့အန္တရာယ်ကိုမမြင်ဘဲနဲ့စားဖို့ပဲတီးတဲ့အခါမှာသူကအဲ့ဒီမှာမိတဲ့အခါမှာကျွန်တော်တို့ရဲ့အစာဖြစ်လာတယ်ဒီလိုပဲဘုရားသခင်ကလည်းပဲကျွန်တော်တို့အတွက်ဒီတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်မတမခက်ခဲကြမ်းသားနဲ့မိသားစုကိုဘဝကိုတိဆောက်ဖို့ရန်အတွက်ဒီချစ်ချင်းမေတ္တာဆိုတဲ့ယောက်ျားလေးမိန်းမလေးမှာရှိတဲ့ဆွဲငင်အားပေါ့နော်ဒီဆွဲငင်အားကိုဘုရားကဖန်ဆင်းပေးတယ်ဒါကပထမမိသားစုအိမ်ထောင်ရဲ့ပထမခြေလှမ်းဖြစ်တယ်ပထမခြေလှမ်းဖြစ်တဲ့အခါမှာအဲ့ဒီအချစ်ကြောင့်ဆွဲလန်းတဲ့အချစ်ကြောင့်နော်ကျွန်တော်တို့ကနှစ်ယောက်သားဘဝကိုပုံအပ်ဖို့ကတိပြုလာကြတယ်ဒါပေမဲ့နောက်ကြာလာတော့ကလေးတစ်ယောက်နှစ်ယောက်သုံးလေးယောက်ရလာမယ်အဲ့ဒါဆိုရင်ဒီချစ်ချင်းတရားတွေကသူ့ဟာသူအလိုလိုမေးမိန်သွားမယ်သူကဒီဖားလို့ပေါ့သူကဖားကဘယ်လိုလဲဆိုရင်အစမှာတော့သူကအမီးတွေပါတယ်လေအမီးကလေးတွေခြေလက်တရားမထွက်သေးဘူးနော်ကောင်းကြီးနဲ့ခြေဒီအမီးပဲပါတယ်နောက်ကြတော့တဖြည်းဖြည်းပြောင်းလဲပြီးတော့အမီးကဖြည်းဖြည်းတော်လာတယ်ပြီးရင်လက်တီခြေထောက်တီထွက်လာတယ်နောက်ဆုံးဖားဖြစ်လာတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့အချစ်တွေကလည်းဒီကာမအချစ်တွေတယောက်နဲ့တယောက်ဆွဲလန်းတဲ့အချစ်တွေကတဖြည်းဖြည်းနဲ့သားသမီးတွေနဲ့ဖြစ်လာတဲ့အခါမှာဒီဘီရင်သားသမီးတွေလည်းရုန်းကန်လှုပ်ရှားပြီးတော့အယံကိုပင်ပန်းနွမ်းနယ်လာတဲ့အခါမှာဒီအချစ်တွေကာမအချစ်တွေကဒီတယောက်နဲ့တယောက်ဆွဲလန်းတတ်မဲ့တဲ့အချစ်တွေကတဖြည်းဖြည်းနဲ့ရုပ်ပါလာတယ်ရုပ်ပါပြီးတော့ဘာတွေဖြစ်လာလဲဆိုရင်ဒီမိသားစုပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာတွေပေါ့နော်ဒီအရင်တော့ကမရှိတဲ့နှစ်ယောက်ကြားမှာမရှိတဲ့ချစ်ချင်းမေတ္တာဒီမိသားစုကိုချစ်တဲ့အချစ်သားသမီးပေါ်ချစ်တဲ့အချစ်ပြီးရင်မိန်းမယောက်ျားပေါ်မှာနားလေစာနာတဲ့တန်ဖိုးထားတဲ့အချစ်တွေပေါ့နော်အဲ့လိုတဖြည်းဖြည်းနဲ့အချစ်ကပြောင်းလဲလာတယ်။နောက်အဲ့လိုမျိုးတခါတလေမှမိသားစုအတွက်
ရုံးကနှုတ်ရှားတဲ့နေရာမှာတယောက်နဲ့ယောက်အစင်မပြေမှုတွေပြီးရင်ဘဝတွေခက်ခဲကြမ်းတမ်းတဲ့အခါမှာတယောက်နဲ့တယောက်လက်လွှတ်ခြင်းတဲ့အချိန်ကလေးတွေတည်းရှိလာမှာဖြစ်တယ်ပဲဆိုတော့တယောက်ဒီလိုမျိုးပင်ပန်းတဲ့အချိန်မှာတယောက်ကိုတယောက်တပိုးမကြတာတွေဟာသူများမိသားစုတော့ချမ်းသာနေတာငါတို့ကဘာလို့မချမ်းသာတာလဲမင်းစောက်သုံးမကြလို့ပဲဖြစ်မယ်ဒါမှမဟုတ်ငါစောက်သုံးမကြလို့ပဲဖြစ်မယ်စသဖြင့်တယောက်နဲ့တယောက်အပြစ်တင်တာမျိုးပေါ့နော်ပြီးရင်အဲ့လိုမျိုးဒီမဖြစ်တဲ့မိသားစုပြဿနာလေးတွေကဘာမှမဟုတ်တဲ့အရာလေးနဲ့စိတ်တော်စိတ်ကောက်တာကအစားပေါ့နော်သူဖြစ်ဖြစ်မိန်းကလေးတွေတတိထားရမှာကယောက်ျားလေးကိုတဝန်တော်တာတော့ဒီတအားထိန်ချုပ်တာတော့ပေါ့နော်သူအပြင်သွားမယ်ဆိုရင်စိတ်မချဘူးဘာညာပေါ့လေအဲ့လိုပြီးရင်ယောက်ျားလေးတွေကအဲ့လိုမျိုးထိန်ချုပ်တာတိတ်မခံနိုင်ဘူးဆိုတာနော်ဒါမိန်းကလေးတွေကတီးရမှာဖြစ်တယ်ဆိုတော့နှစ်ယောက်သားလည်းတတိလည်းထားရမယ်တယောက်နဲ့တယောက်လည်းခရုစားရမယ်ပြီးရင်တအားလည်းမထိန်ချုပ်ရဘူးပေါ့နော်အဲ့လိုမျိုးလူတယောက်ကိုတအားထိန်ချုပ်တယ်ဆိုတာစိတ်အနှောက်အရှက်အယမ်းဖြစ်စေတယ်ဆိုတော့မဖြစ်တဲ့ပြဿနာလေးတွေကအဲ့လိုမျိုးမချစ်လို့မဟုတ်ဘူးအချစ်ကြီးလို့လည်းဖြစ်နိုင်တယ်နော်အဲ့ဒါတွေကတတိထားရမယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဘဝဆိုတာသူများဘဝတွေကြည့်ပြီးတော့မှကိုယ်ဒီပဲဒီလိုအစင်မပြေဘူးလို့ထင်ကောင်းထင်လိမ့်မယ်လူဘဝမှာပဲသူမှပဲဘီလီယံနာမီလီယံနာတွေပဲရုပ်ရှင်မင်းသမီးဖိတ်ကျဲနေတဲ့ဘယ်သူမှဒုက္ခနဲ့ကင်းတဲ့လူဆိုတာမရှိဘူးကျွန်တော်တော့မကြာခဏကိုရီးယားကားတွေကြီးတယ်ကိုရီးယားမင်းသားတွေအရန်ကြတယ်ကိုရီးယားမင်းသမီးတွေအရန်ကြိုက်တယ်ဘာဖြစ်လဲဆိုတော့သူတို့ကတကယ်အောင်မြင်နေတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်မကောင်းစရာဘာတွေကြားရလဲသူတို့ခဏလေမယားကွဲကြတယ်ဗောနော်မင်းသမီးတွေညားတယ်မြန်မာပြည်မှာလည်းအတူတူပဲပြီးရင်ဒီလိုတကယ်အောင်မြင်နေတဲ့လူဘဝမှာသူတို့ကဘာမှမလိုတော့ဘူးလို့ထင်တဲ့ဟာတွေမိမိကိုယ်ကိုဓာတ်တည်ကြတယ်နော်မေုပ်ရှင်မင်းသားမင်းသမီးတွေအဲ့လိုမျိုးပေါ့တကယ်အဲ့လိုဒုက္ခတွေကလူတိုင်းမှာရှိတယ်ကပ္ပတထေးကြီးတွေလည်းသူတို့ကတေးမှကြောက်တယ်သူတို့အချွေရနေနဲ့တနတ်ကြီးတကိုင်နဲ့ဘေးနားမှာလူတွေကအမြဲစောင့်နေရတယ်ဆိုတော့ဘယ်သူမှ100% ပျော်ရွှင်တဲ့လူဆိုတာမရှိဘူးကျွန်တော်တို့လည်းကျွန်တော်တို့ဘဝအတိုင်းတာတစ်ခုတည်းမှာလိုအပ်တဲ့အရာလိုအပ်တဲ့ဝန်တာဝန်မြောက်ခြင်းတွေအားလုံးဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ငါတို့ရွာမှာဆိုရင်ကျွန်တော်တို့ဆိုရင်ဒီစားစရာတောက်စရာဆိုရင်ငါတို့မြေကြီးမှာစိုက်ပြီးတော့တဘာဝအတိုင်းထွက်လာတဲ့နော်ဟင်းဒီဟင်းရောတိစားရတယ်ချောင်းသွားရင်လည်းတကယ်တဘာဝအသားငါးတွေစားရတယ်ဒီမှာဆိုအကုန်လုံးဆေးနဲ့လုတ်ထားတဲ့အရာတွေစားတဲ့အခါမှာကိုစားတဲ့အရာတိုင်းဟာအရသာလည်းမတွေ့တယ်လို့အစိတ်တောက်တွေဖြစ်တယ်အဲ့လိုမျိုးပေါ့နော်အားနဲ့မှုအားသာချက်အားနဲ့ချက်တီဆိုတာနေရာတိုင်းမှာရှိတယ်လူတိုင်းမှာဒုက္ခအခက်အခဲရှိတယ်ဆိုတာကိုလည်းကိုကနားလည်ထားရမယ်အဲ့ဒါကြောင့်ကိုဘဝကိုဘယ်တော့မှသူများနဲ့မနှိုင်းရှင်နဲ့ကိုယောက်ျားကိုမိန်းမကိုလည်းသူများယောက်ျားသူများမိန်းမနဲ့ဘယ်တော့မှမနှိုင်းရှင်နဲ့နော်ကိုမှရှိတဲ့မိသားစုဘဝလေးဟာကိုနဲ့အတင့်တော်ဆုံးဖြစ်တဲ့အရာဆိုတာကိုဘယ်တော့မှမမေ့ရဘူးနော်ဆိုမိသားစုဘုံမှာတန်ဖိုးထားရမယ်ချစ်ခင်ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကတာဝန်ခံမှုတာဝန်ယူမှုဆိုတဲ့နေရာမှာဒီသားသမီးတွေရလာတယ်သားသမီးတွေကျွန်တော်တို့လက်ထပ်ပြီးဟေးဆိုတာနဲ့သားသမီးဆိုတာရလာရမှာဖြစ်တယ်ဖျားသခင်ရဲ့အလိုတော်ပဲခုနကျွန်တော်တို့ပြောပြီးပြီအဲ့လိုဆိုတဲ့အခါမှာလူတွေတချို့ကဒီအဲ့လိုမျိုးခုနကျွန်တော်ပြောတယ်လို့ပေါ့နော်ဒီအဖေမေတွေလည်းမတိုင်ပင်ဆွေမျိုးသားချင်းတွေလည်းမတောင်းရမ်းဒီလိုဖြစ်တယ်လို့ဒီနေပြီးခါမှကလေးတွေရတယ်မိမပိုက်ကြီးတယ်အဲ့မှာကလေးကိုဝန်ဖြတ်ချတာတော့ပြီးရင်ကလေးမွေးလာရင်လည်းတာဝန်မယူချင်တာတော့ယောက်ျားထော်ပြေးသွားတာတော့မိန်းမထော်ပြေးသွားတာလို့ပေါ့နော်အဲ့ဒါတွေကလုံးဝမှားယွင်းတဲ့မကောင်းတဲ့မမြင်တဲ့အရာတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အတင်းတော်ကမိသားစုအရေးကိုအိမ်မတမတန်ဖိုးထားတယ်ဆိုတော့အိမ်မတမတန်ဖိုးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲ့ဓာတွေကိုအကုန်လုံးပြင်ဆင်ပြီးမှ
စနီးမောင်နှံလက်ထမဲ့စနီးမောင်နှံအနည်းဆုံးတနည်းနဲ့တင်တန်းနေတဲ့ခိုင်းနေအဲ့လိုအတင်းတော်မှာတွာလာခိုင်းနေနော်အတင်းတော်ကဒီလိုလမ်းကောင်းပြပြီးတယ်နော်အဲ့လိုမျိုးပေါ့နော်ပြင်ဆင်ပေးတယ်လေဒီအနာဂတ်အတွက်ကလမ်းတဲ့လမ်းကိုကျွန်တော်တို့မတွားခင်မှာအဆုံးထိဘယ်နေရာမှာပါရှိတယ်ဘယ်လိုမျိုးအခက်ပါးကြိုးလွှားရမယ်ဆိုတဲ့ဟာကိုအတင်းတော်ကကောင်းကောင်းကြီးကိုနားလေတဲ့အထိသူကညွှန်ပြပေးတယ်ပြင်ဆင်ပေးတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့သားသမီးတွေရလာတဲ့အခါမှာလဲဘယ်သူကမှအပြစ်တင်စရာမဟုတ်ဘူးကျွန်တော်တို့ကမိသားစုဖွဲ့ပြီးဟေးဆိုစပြီးဆိုတာနဲ့ကလေးမွေးရတော့မယ်ဆိုတာတိထားရမယ်တိထားတဲ့အခါမှာကလေးရဲ့စားဝတ်နေရေးစားရေးဝတ်ရေးနေရေးပေါ့နော်အဲ့ဒါလေးမိဘကျင့်ဝတ်နဲ့အညီသားသမီးကိုငယ်တုန်းကကျွန်တော်တို့ကသူရဲ့ကျမ်းမာရေးခရုစိုက်မယ်ပြုစုတောင်းဆောင်မယ်ပြီးရင်လမ်းကောင်းညွှန်ပြမယ်မပေပါအောင်ထိန်းချောင်းမယ်ဖရာတရားလမ်းမှာပို့ဆောင်မယ်တွင်တင်မယ်နော်ဒီပေပါတဲ့အတိုင်းဝိုင်းထဲနဲ့သူကိုမရောရဘူးနော်ဒီဖရာတရားရှိတဲ့အတိုင်းဝိုင်းနဲ့ကိုကလမ်းညွှန်ပြီးတော့တောင်းခံရမယ်ဒီဖရာစကားတင်တန်းနေတောင်းခံရမယ်ဒီကလေးဒီဆိုရင်ကလေးသူ့အသက်အရွယ်လိုက်ဒီဘုရားစကားတင်တန်းနေရှိမယ်အဲ့ဒါလိုက်တဲ့ခံရမယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ကျောင်းတက်တော့မယ်ဆိုရင်သူ့ရဲ့စာဝတ်နေရေးမှာပညာရေးနော်အဲ့ဒီသူ့ကိုကျောင်းထားဖို့ထောက်ပံ့ဖို့နော်အဲ့ဒါမျိုးတွေသူအသက်အရွယ်ရလာပြီဆိုရင်သူ့ရဲ့အိမ်ထောင်ရေးကိုဘယ်လိုဖြစ်စေချင်လဲစီမံဆောင်ရွက်မယ်သူဖြစ်ချင်တဲ့ဟာတွေလည်းဖြစ်ရမယ်ဒါပေမဲ့သူ့ရဲ့ဖြစ်ချင်တဲ့အရာကိုလည်းကိုအမြဲသုံးသပ်ပေးရမယ်ဘယ်လိုလဲငါသားငါသမီးဘယ်သူနဲ့ညားမလဲအချင်းနေဘယ်လိုလဲကျွန်တော်တို့မိသားစုနဲ့အဆင်ပြေမလားဘာသာရေးရောအဆင်ပြေသလားနော်ရေရှည်မှာမင်းတို့အတွက်ဘာအခက်ခဲတွေရှိနိုင်မလဲဆိုတဲ့အကိုလည်းဒီအဖေမေတွေကသုံးသပ်ပြီးတော့မှအဓိကတော့ဒီတက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးတော့မှသူတို့ကလိုအပ်တဲ့ဒီပြင်ဆင်မှုကိုကျွန်တော်တို့အခုလိုပဲပေါ့နော်ပြင်ဆင်ပေးရမှာဖြစ်တယ်ဒါမှကျွန်တော်တို့ရဲ့အသားမင်းတွေကကျွန်တော်တို့လုံခြုံတဲ့ဘဝကိုသွားခြေလမ်းနိုင်ဖို့ကျွန်တော်တို့ကအများကြီးမကူညီနိုင်ရင်တော့မှတော့အနေနဲ့အများကူညီနိုင်မှာဖြစ်တယ်နော်ဒီလိုဂိုင်းကနေသူလမ်းမှာဘာမှတရားမကြည့်သူအမျက်စိချင်းဆုံးတာနဲ့စာပြီးဆုံးတဲ့လူနဲ့ဒီလိုဖရားတရားမှာတေချာပြင်ဆင်ပြီးတော့ဆုံးတဲ့လေမယားဆိုတာလုံးဝကွာတယ်နော်အဲ့ဒီအတွက်ဒီသူတို့ရဲ့ဘဝရှည်ရေးလုံခြုံမှုတချို့ဆိုရင်ကလေး4-5ယောက်ကလေးတွေရပြီးမိသားစုမှာဘယ်တော့မှငြိမ်းချမ်းခြင်းမရှိဘူးဘာကြောင့်လဲနေတိုင်းဘာသာရေးအကြောင်းတွေပြောနေရတယ်ဟောအကြောင်းဒီအကြောင်းငင်းခုန်နေရတယ်ဒါကသူတို့မှာပြင်ဆင်ခဲ့မှုမရှိခဲ့လို့ပေါ့နော်အဲ့ဒါမျိုးကြောင့်မိသားစုကဒီကွဲပြဲမဲ့ပြဿနာတွေနဲ့ခဏကြုံရတယ်အဲ့လိုမျိုးတချို့ကယုံကြည်ခြင်းစွန့်လွတ်တဲ့အထိပေါ့နော်ဘုရားကျောင်းမတက်နိုင်တော့တဲ့အထိယုံကြည်ခြင်းပြပြတဲ့လူဒီမိသားစုအယွေးမှားခဲ့တာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ကျွန်တော်တို့ဒီတိုင်းပိုင်းမှာလည်းဒီနေ့လည်းရှိနေတာဖြစ်တယ်ဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ကသာသမီတော်ရဲ့စာဝတ်နေရေးငယ်ကလေးကနေဒီကြီးလာတဲ့အထိပဲလို့ထောက်ပံ့ပေးရမလဲကူညီပေးရမလဲဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတဲ့အရာတွေပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ကျမ်းစာပိုင်းနည်းနည်းသွားမယ်ကျမ်းစာပိုင်းနည်းနည်းသွားတဲ့အခါမှာဘာဖြစ်လို့ဒီတခြားဘာသာတွေကတော့မိမ3-4ယောက်ယူကြတယ်ပေါ့နော်မိမ3-4ယောက်ယူကြတယ်ပြီးရင်ကျွန်တော်တို့ကမိမ1ယောက်ပဲယူရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတာကျွန်တော်တို့ဒီခရစ်တော်မတိုင်မီပေါ့နော်ဒီအရင်တော့ကသမဟောင်းခေတ်ဆိုတဲ့အရာကခရစ်တော်မပေါ်မီပေါ့အခုဆိုရင်သမတိခေတ်ဆိုတာခရစ်တော်ဖျားမွေးဖွားပြီးတဲ့နောက်ကိုသမတိခေတ်လို့ခေါ်တယ်ဒီသမဟောင်းခေတ်မှာဆိုရင်လူတွေကမိန်းမတွေအများကြီးယူကြတယ်အခုဆိုရင်တခြားဘာသာတွေကအဲ့လိုပဲမိန်းမအကန့်အသတ်မရှိဘူးပေါ့နော်အဲ့လိုမျိုးတွေယူကြတယ်ဆိုတော့သူတို့ကအဲ့လိုယူပြီးတဲ့အခါမှာသူတို့ကအစင်မပြေဘူးဆိုရင်ပြန်ကွဲလိုက်တယ်နောက်ထပ်ပြန်ယူလိုက်တယ်နောက်
ကွဲချင်တဲ့ဟာကွဲထားယူရင်လည်းထားယူ3 4 5ယောက်ယူလိုက်အဲ့လိုကန့်တတ်မရှိဘူးပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ကျမ်းစာမှာတွေ့တဲ့အခါမှာဘယ်လိုမျိုးဒီခရစ်တော်ဖခင်ကိုလူတွေကစုံစမ်းကြတာပေါ့နော်ဒီရှင်မသက်ခရစ်ဝင်မှာကျွန်တော်တို့ခရစ်တော်ဖခင်နဲ့ဒီဖာရိရှဲဆိုတာဂျူးတွေဘုရားသခင်ရဲ့လူမျိုးတော်ဖြစ်တဲ့ဣသရေလပေါ့နော်အရင်တုန်းကတမန်ဟောင်းခေတ်မှာသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့ဒီခရစ်တော်ဖခင်သူတို့ထိတ်တိုက်တွေ့တဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘာကြောင့်လဲသူတို့ဒီဂျူးတွေကခရစ်တော်ဖခင်ကိုလက်မခံဘူးတမန်ဟောင်းခေတ်တုန်းကတော့ခမည်းတော်ဖခင်နဲ့သူတို့ကဗြိဉ္ဉ်ပြုထားတယ်ပေါ့ဖခင်လူမျိုးတော်ပေါ့ဒါပေမဲ့ဒီတမန်ကျမ်းစာမှာကျွန်တော်ရဲ့သားတော်စီလွတ်မယ်ဆိုပြီးဘုရားသခင်က prophet ဟောထားချက်ရှိတယ်သူရဲ့သားတော်တကယ်စီလွတ်တဲ့အချိန်မှာဒီဂျူးတွေမျိုးတွေကခရစ်တော်ကိုလက်မခံဘူးဆိုတော့အဲ့လိုမျိုးလက်မခံတဲ့အခါမှာဒီခဏဒီဂျူးလူမျိုးတွေကဒီခရစ်တော်နဲ့ခရစ်တော်ကိုဖန်ဆီးပြီးတော့မှတပ်ဖြတ်ဖို့အကြောင်းအမျိုးမျိုးရှာတယ်ပေါ့နော်ရှာပြီးခါမှာအဲ့လိုမျိုးတနေ့တော့ခါမှာတော့ထောင်ချောက်စင်တာပေါ့မင်းများနာပေါ့သူမှားရင်တော့ဖះကိုပြစ်မှားတယ်ဆိုကားတယ်ဆိုတော့ဆွဆွဲချင်းနဲ့သူ့ကိုဖမ်းမှာပေါ့ထောင်ချမှာပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီမှာရှင်မသက်ခရစ်ဝင်ကျမ်းမှာအနည်းငယ်ကြည့်ရအောင်ဒီအထံတော်လာ၍လူခတင်းတို့အပြစ်ကြောင့်မိမိမယားနဲ့ကိုအပ်တယ်လို့စစ်စေးစုံစမ်းနှောက်ဆက်ခြင်းကမိလျှောက်ကြ၏ကိုရောကအစာအိုး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်တီကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်မိဘကိုဆွမ်း၍ခင်ပွန်းကိုမိဝဲတစ်ဖြစ်သောသူနှစ်ယောက်တို့သည်တသားတကိုဒီဖြစ်ရလိမ့်မည်ကျမ်းစာဆိုဒီကိုတင်တို့မဖတ်ဘူးတယ်လို့ပေါ့နော်သူကဖာရိရှဲတွေကခရစ်တော်မေးတာပေါ့ကျွန်တော်တို့ဒီမိန်းမဆိုတဲ့လူမိန်းမကိုကွာလို့ရလားသူနဲ့အဆင်မပြေဘူးပေါ့နော်နေတိုင်းစကားများရံဖြစ်တယ်ဆိုရင်ပြီးရင်သူ့မှာအပြစ်တစုံတရာတွေ့ရင်သူ့ကိုကွာရှင်းလို့ရလားဆိုပြီးတော့ခရစ်တော်ကိုမေးမြန်းကြတယ်မေးမြန်းတဲ့အခါခရစ်တော်ကတမန်ကျမ်းစာမှာမင်းတို့ဘယ်လိုဖတ်ဖူးတယ်လဲပေါ့တမန်ကျမ်းစာမှာဒီဘုရားသခင်ကအာဒါနဲ့အေဝနှစ်ယောက်တည်းကိုပဲဖန်ဆင်းထားတယ်မလားအဲ့လိုဖန်ဆင်းပြီးခါမှယောက်ျားဒီမိဘကိုစွန့်၍ခင်ပွန်း၌မိဝဲတဖြစ်သောအဲ့ဒီလူနှစ်ယောက်ဟာတသားတကိုဒီဖြစ်ရလိမ့်မယ်ဒီမှာပြောချင်တဲ့ကမိဘကိုစွန့်၍ဆိုပြီးတော့ပြောထားတာတွေ့ရတယ်ဆိုတော့လင်းနဲ့မယားဖြစ်လာပြီဆိုရင်ဒီနေရာမှာပြောချင်တဲ့အရာကပါလဲနော်တချို့ကဥမာလင်းမယားဖြစ်လာပြီဆိုရင်မိဘအိမ်မှာနေတာမကောင်းဘူးအမှန်ဆိုမိဘအိမ်မှာမနေသင့်ဘူးဘာဖြစ်လို့လဲဒီရောက်ခမပြဿနာဆိုတာအမြဲရှိတယ်ဆိုတော့တချို့လည်းအရှင်ပြေတဲ့လူလည်းရှိတာပဲเนาะဘာကြောင့်လဲဆိုတော့ဒီမိဘဆွေမျိုးတွေရဲ့ဒီအင်ထောင်ရေးမှာစက်ဖက်မှုရှိတယ်ဘာကြောင့်လဲဒီယောက်ျားလေးဖက်နေမယ်ဆိုတော့ယောက်ျားလေးအဖေမေတွေကငါသားဘာဖြစ်တယ်ညာဖြစ်တယ်မင်းကြောင့်မလို့အဲ့လိုဖြစ်တယ်မင်းမလို့အဲ့လိုပါညာပြောစကားတွေထောက်လာပြီးဆိုမင်းကလေးကလည်းမခံနိုင်ဘူးလေနော်အဲ့လိုမျိုး pressure တွေအလုံးဝဘယ်တော့မှမကောင်းဘူးအဲ့လိုမျိုးပြဿနာတွေရှိတယ်အဲ့ဒါကြောင့်ဒီပြီးရင်မိန်းမယူပြီးဆိုရင်ယောက်ျားကလည်းဖြစ်မိန်းမပဲဖြစ်အဖေမေကိုစွန့်ခွာရမယ်ဆိုတာရှိတယ်စွန့်ခွာရမယ်ဆိုတဲ့ကစွန့်ပြစ်ရမယ်မဟုတ်ဘူးပေါ့နော်ဒီလုံးဝသူတို့နဲ့ပြောချင်တဲ့အရာကဆုံးဖြတ်ချက်တစ်ခုချမှတ်တဲ့အခါမှာဒီလင်မယားနှစ်ယောက်ရဲ့ဆုံးဖြတ်ချက်တာဖြစ်တယ်အဖေမေတွေကမင်းတို့ဒီလိုလို့ဟိုလိုလို့သူတို့ကစော့ဖက်လို့မရဘူးတကယ်လို့ဒီလင်မယားကအကြံဉာဏ်တောင်းတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုဒါဟုတ်တယ်လေဒါဖြစ်ရမှာပေါ့ဒါပေမဲ့အမြဲတမ်းဒီလင်မယားမင်းတို့ဟိုဟာလုပ်လိုက်ဒီဟာလုပ်ဒီလိုလုပ်လိုက်သူတို့လိုခိုင်းတယ်များကိုဒီလင်မယားကလုပ်ဖို့မဟုတ်ဘူးနော်လင်မယားကကိုဆုံးဖြတ်ခြင်းနဲ့လောလာကိုမိသားစုကိုတိဆောက်ရမှာဖြစ်တယ်ဘယ်ယောက်ျားလေးဖက်မိန်းကလေးဖက်ဝန်ရောက်စောဖက်တာဒီလိုသူတို့ဖြစ်ကျင်တဲ့ဟာကိုဖြစ်ခိုင်းတာအဲ့ဒါတွေကလုံးဝမရှိရဘူးတတိထားရမယ်ဆိုတော့ယောက်ျားလေးဖက်ကလည်း
ကိုအဖေမေတွေကကိုမိန်းမကိုမပြောတဲ့စကားတွေမခိုင်းတဲ့အလုပ်တွေနော်ဒီလိုမျိုးလုပ်တယ်လားယောက်ျားလေးကလည်းလုံးဝကာကွယ်ရမယ်ကိုမိန်းမကိုလုံးဝကာကွယ်ဖို့လိုတယ်နော်အဲ့လိုမျိုးမဖြစ်အောင်လဲဒီမိသားစုတွေနဲ့ဝဲနေနိုင်ရင်ကောင်းတယ်နော်ဆိုတော့ဝဲနေရင်ပြဿနာကင်းတယ်ပေါ့နော်သူတို့မိဘတွေကိုမိန်းမယူပြီးမှစွန့်ပစ်ထားဖို့မဟုတ်ဘူးကြည့်ရှုရမယ်ဒါပေမဲ့ပိုပြီးအရေးကြီးလာတာကမိသားစုဖြစ်လာပြီဆိုရင်ကိုမိသားစုကနံပါတ်1ဖြစ်တယ်နောက်မှကိုယ့်ရဲ့အဖေမေရဲ့မိသားစုဟာနံပါတ်2ဖြစ်တယ်နော်အဲ့ဒီတဘိုးတရားကိုလုံးဝတတိထားရမယ်တဘိုးပြောချင်တာဥမာလေများ2ယောက်မှာပိုက်ဆံ9000ရှိတယ်ကွာပိုက်ဆံ9000ကကျွန်တော်တို့မိသားစုတွေစားဝတ်နေကလေးတွေចောင်းစိတ်အတွက်ကွက်တိလောက်ပဲဖြစ်တဲ့ဟာကိုဟိုမှာကိုယ့်ရဲ့အဖေမေတွေကိုတွားပေးလို့မရဘူးနော်ဟိုမှာကိုယ်ခလေးចောင်းစိတ်လိုနေတယ်ဟိုမှာကိုကမိမဆန်ချက်ဖို့မရှိဘူးပိုက်ဆံလိုနေတဲ့အရာကိုမိဘကိုကိုမိဘပိုအရေးကြီးတယ်ဆိုပြီးတော့အဲ့ဒီ9000ကိုတွားပေးလိုက်တာမျိုးဒါလုံးဝမလုပ်တင်ဘူးနော်ကိုမိသားစုဖိုးလုံးနေတဲ့အဆင်ပြေနေတယ်ဆိုရင်ကိုအဖေမေရဲ့မိသားစုကိုဆက်လက်ပြီးတော့ကိုညီပံ့ပို့ရမယ်အဲ့လိုဖြစ်တယ်ဆိုတော့ကိုမိသားစုဟာနံပါတ်1ဖြစ်တယ်ဆိုတာကိုဒါပြောချင်တာဖြစ်တယ်ပြီးရင်အဲ့လိုလက်ထပ်ပြီးရင်ခုနခရစ်တော်ကလည်းပြောတယ်လို့နဲ့တော့ပြီးနာဘာနဲ့ရောက်ပဲတူဖြစ်သွားတာလေပြောကဖြစ်ပြီးဖျားရှိလူရှိမှာလက်ထပ်ပြီးဆိုရင်ခွဲလို့မရတော့ဘူးဆိုတဲ့သဘောဖြစ်တယ်နော်လုံးဝခွဲလို့မရတော့ဘူးကျွန်တော်တို့အတင်းတော်မှာအထူးသဖြင့်ဒီဖျားရှိလူရှိမှာပေါင်းတင်ပြီးသားဒီလေမယားကိုဘယ်သူမှပြန်လာခွဲလို့မရဘူးဖြတ်စာပေးတာတော့ဒီတရားရုံးမှာလက်မှတ်လက်ခွဲစာပြန်ထိုးတာတော့ထုံးစံမရှိဒါတခြားလူတွေမှာပဲရှိတဲ့ဒီဗုဒ္ဓဘာသာတော့တခြားခရစ်ယာန်မဟုတ်တဲ့လူတွေပေါ့တခြားအသင်းတော်မှာလည်းရှိရင်ရှိမယ်ကျွန်တော်တို့ကက်သလစ်မှာအဲ့ဒါမရှိဘူးเนาะဒါတတိထားရမယ်ဆိုတော့ကျွန်တော်တို့သာသနာပိုင်ယဟမင်းကြီးသာသနာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဒီဘုရားမင်းကြီးကလည်းဒီနှစ်ယောက်ကိုခွဲလို့မရဘူးခွဲပိုင်ခွင့်မရှိဘူးလုံးဝဘုရားမင်းကြီးကိုတားနဲ့ခုတ်တော့မယ်အတေးတေးမင်းအဲ့ဒါကိုလက်မှတ်မထိုးခိုင်းရင်တေးတံပေးမယ်ဆိုရင်ဘုရားမင်းကြီးကခွဲလို့မရဘူးဒါလက်ထပ်ခိုင်းနေဆိုတာဘုန်းကြီးကလက်ထပ်ခိုင်းတော့ထပ်ခိုင်းတာပဲဒါဘုန်းကြီးဆိုတာဖះအသုံးပြုတဲ့ယဟန်တပါးပဲဖြစ်တယ်ဒါပေမဲ့တကယ်တမ်းလက်ထပ်ခိုင်းတဲ့လူကဘယ်သူလဲဖះသခင်ကိုတိုင်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီဓမ္မကျမ်းစာမှာကျွန်တော်တို့တွေ့ရတယ်နော်ခဏနေတွေ့ရလိမ့်မယ်ဆိုတော့ဖះသခင်ဖက်ဆက်တဲ့အရာကိုလူဒီခွဲခွာလို့မရဘူးနော်အဲ့ဒါကြောင့်ဘယ်အကြောင်းကြောင့်မှကိုမိမကိုယောက်ျားကိုမကြိုက်လို့တော့စကားများလွန်းလို့ပတ်စံဖြုံးလွန်းလို့စသဖြင့်ပါအကြောင်းပြခြင်းနဲ့မှဝဲကွာလို့မရဘူးနော်တကယ်လို့ကွဲသွားတယ်ဆိုရင်ကွဲသွားတယ်နော်ကွဲသွားတယ်ဆိုရင်မိမလည်းအသက်ရှင်နေလေယောက်ျားလည်းအသက်ရှင်နေတယ်ဆိုရင်ကွဲသွားရင်ကွဲသွားနော်ဒါပေမဲ့နောက်ထပ်ယောက်ျားမိန်းမယူလို့မရဘူးနောက်ထပ်ယောက်ျားမိန်းမယူမယ်ဆိုရင်ဒီမှာပြစ်မှားတဲ့လူဖြစ်လာတယ်အပြစ်သားဖြစ်လာတယ်ဒီဘုရားကျောင်းမှာခရစ်တော်ရဲ့အသွေးတော်အသားတော်မရတော့ဘူးအဘဖြေလို့မရတော့ဘူးနော်အဲ့လိုမျိုးပေါ့နော်ကိုကအပြစ်သားဖြစ်သွားပြီဒီတမန်ကျမ်းစာပြောထားတယ်ဒီမိမိလေမယားကိုစွန့်ပစ်ပြီးတော့မှတခြားလူနဲ့စုံဖက်တဲ့လူဟာဘုရားသခင်ကိုပြစ်မှားတဲ့လူဖြစ်တယ်ဖောက်ပြန်တဲ့လူဖြစ်တယ်ဆိုပြီးတော့တမန်ကျမ်းစာပြောထားတယ်အဲ့ဒါဆိုတော့လုံးဝကွဲရင်ကွဲမယ်ကွဲလို့လဲတရားမဝင်ဘူးလုံးဝတရားမဝင်ဘူးပေါ့နော်လူနှစ်ယောက်ဆိုတော့ကွဲနိုင်တာပေါ့ဒါပေမဲ့တရားမဝင်ဘူးနောက်ထပ်ယောက်ျားမိန်းမယူလို့မရတော့ဘူးဒါပေမဲ့နောက်တစ်ခုကချွန်းချက်တစ်ခုပါရှိလဲဥမာဒီတေကွဲတာပေါ့ယောက်ျားမိန်းမဒီပုံမှန်တိုင်းနဲ့ဒီအသက်ကြီးလာလို့ပဲဖြစ်ဒီတခုခုအကြောင်းကြောင့်ဆုံးပါသွားတယ်ဆိုရင်ကြံတဲ့လူကတရားဝင်ပြန်လက်ထပ်လို့ရတယ်နော်ဒီကွဲမှပြောချင်တာဒီကွဲမှလက်ထပ်ပိုင်ခွင့်ရှိတယ်ဘယ်တော့မှရှင်ကွဲရင်
ပြန်လဲထလို့မရဘူးဆိုတဲ့ဟာပေါ့နော်ဆိုတော့ဒီမှာခုနကျွန်တော်တို့တမန်ကျမ်းစာနဲ့ဒီမှာလင်းမရတော့ဒီနဲ့ဥမဟုတ်တူဒီဖြစ်၏ဘုရားသခင်ဆက်စား၍ဖက်စား၍တဘိုးတင်တော်မူသောအရာကိုလူဒီမခွဲမခွာစေနဲ့ဆိုပြီးတော့မာဒီမှာခရစ်တော်ကပညာတည်ပေးထားတယ်နော်လုံးဝခွဲခွာလို့မရဘူးဆိုတာပြီးရင်ထိုမန်လင်ဖြတ်စာပြီး၍မရနဲ့ခွာစေခြင်းကမောစေဒီအဘဲကြောင့်စီရင်တနည်းသူတို့ကမေးတာပေါ့ဟာတမဟောင်းကျမ်းတော့ကတော့မောစေကဖြတ်စာပေးပြီးတော့မှမိမကွာရှင်းလို့ရတယ်ပြောတယ်မင်းကဘာဖြစ်လို့ဘုရားအဲ့လိုတွေပြောနေရလဲဆိုပြီးတော့ခရစ်တော်စုံစမ်းကြတာပေါ့နော်အဲ့ဒီမှာခရစ်တော်ကဘာပြောလဲဆိုရင်တင်တို့စိတ်နှလုံးခိုင်မာသောကြောင့်မရနဲ့ကွာရသောအခွင့်ကိုမောရှေစီရင်၏အစဦး၌မူကားထိုတော့မဟုတ်တဲ့ခရစ်တော်အရှင်းရှင်းလင်းလင်းပြန်ပြောထားတာတွေ့ရတယ်အဲ့ဒါကမင်းတို့ကဆုံးမလို့မရဘူးဘုရားသခင်ကိုအမြဲပြင်းမှားတဲ့စန့်ကျင်တဲ့ပုံကံနဲ့ပေါ့နော်ဘုရားရဲ့ပညာကိုမင်းတို့မလိုက်ဘူးပြောရဆိုရအယံခက်တဲ့ကောင်းပါတယ်ပေါ့အဲ့ဒါကြောင့်မင်းတို့ကိုမောစေကနေပြီးတော့မှဒီလိုမျိုးလိုလိုဆက်ပြဿနာကိုဖြေရှင်းတဲ့သဘောမျိုးနဲ့ဒါလုတ်ခိုင်းတာတကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးအစဥကလေးကဒီလိုမဟုတ်ဘူးဆိုပြီးတော့မှခရစ်တော်ကသူတို့ကိုပြန်လဲဖြေကြတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးရင်နောက်တစ်ခုဆက်သွားမယ်ဆိုရင်ငါပညာတိကမာယွန်ချင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနဲ့ကြွား၍အခြားမိမနဲ့စုံဖက်သောသူသည်မိမိမယားကိုပြစ်မှား၏ဒီမှာပြောထားတယ်နော်ကွာသောမိမစုံဖက်သောသူသည်လည်းသူမယားကိုပြစ်မှား၏ပြောချင်တာပါလေတကယ်လို့လင်းနဲ့မယားကွဲပြီးတော့တခြားယောက်ျားနဲ့မိမနဲ့ပြန်လဲထပ်တယ်ဆိုရင်အဲ့ဒီပြန်လဲထပ်တဲ့လူလည်းအပြစ်သားဖြစ်သွားပြီကိုယ်လည်းအပြစ်သားဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးခရစ်တော်ကပြောထားတာကိုသူတို့တွေ့ရတယ်နော်ဆိုတော့ကျွန်တော်တို့ဆက်ကြည့်ရအောင်အဲ့ဒီမှာသူရဲ့ခရစ်တော်ရဲ့တပည့်တွေကဟာအဲ့ဒါဆိုရင်တော့မိမမယူတာပဲကောင်းပါတယ်ဆိုပြီးတော့သူတို့ကပြောကြတာပေါ့နော်ဒီမိမယူတဲ့ကိစ္စခွဲကွာတဲ့ကွဲတဲ့ကိစ္စသူတို့ရှုပ်ပါလားမိမမယူတာပဲကောင်းပါတယ်ဆိုပြီးတော့ခရစ်တော်ပြောကြတယ်လေအဲ့ဒီခါမှာခရစ်တော်ပါပြောလဲဆိုရင်ထိုစကားကိုလူတိုင်းမခံယူနိုင်နော်အားလုံးကမိမမယူဘဲနေရင်ကပကြီးမှာလူသူကင်းမဲ့နေမှာပေါ့ဘုရားသခင်လိုချင်တဲ့ပွားများကြလို့ဆိုတဲ့အရာကိုဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူးပြီးရင်ပွားများကြလို့ဆိုတဲ့နေရာမှာပွားများလာရင်ပါလို့မတယ်အဓိကရည်ရွယ်ချက်ကဘုရားရှင်ရဲ့ဘုန်းကုံတော်ကိုချီးမြှောက်ဖို့ဖြစ်တယ်ဘုရားရှင်ကိုကိုးကွယ်ဖို့သူ့ရဲ့နာမတော်ကိုချီးမွမ်းဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီမှာအကုန်လုံးကမိမယူဖို့ကြောင်းနေတယ်ဆိုရင်ဘယ်သူကဘုရားသခင်ကိုချီးမြှောက်တော့မှာလဲပေါ့နော်ကဲအဲ့ဒီခါမှာခရစ်တော်ကပြောလဲအခွင့်ရှိသောသူခံယူနိုင်ကြလူအချို့တို့ဒီအမိဝန်ထဲကပင်မိမရှာဖြစ်၏ဒီမှာဒီလက်မထားနိုင်တဲ့လူတွေကိုခရစ်တော်ကပြောတာတွေ့ရတယ်တချို့ကတော့မိခင်ကလေးကမွေးကလေးကမိမရှာဖြစ်တာပေါ့နော်ဒီကျွန်တော်အပြောဆိုရဆိုရင်အချောက်ပေါ့မိမယောက်ျားယူလို့မရဘူးပေါ့နော်သူတို့ဆိုရင်တော့မယူဘဲနေလို့ရတယ်အချို့တို့ဒီသူတပါဆုံးမ၍မိမဒီမှာအချို့တို့သူတပါဆုံးမ၍မိမရှာဖြစ်ကြတယ်ဆိုတာဟိုမှာခုနကျွန်တော်ပြောတယ်လို့ပဲအမေရိကန်တို့ဘာတော့မှမိခင်ရဲ့ဘိုက်ထဲမှာထော်လာတော့တကယ်ယောက်ျားထောင်မုံတန်တမကလူရီရလှည့်စားပြီးတော့တွေးဆောင်ပြီးတော့သူစီကိုပြောင်းလဲလိုက်ကြတယ်နောက်ဆုံးကြာလာတော့သူကမိမစီပေါက်တော့တာပေါ့နော်လူကပျက်စီးသွားတာအဲ့ဒါမျိုးတွေကလည်းဒီအိမ်ထောင်ရေးလို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါတွေကသူတို့ကအစင်မပြေဘူးပြီးရင်အချို့တို့ဒီကောင်းကင်နိုင်ငံဖုံးကမိမိကိုဆုံးမရဲ့မိမရှာပြီးဒီမှာဘာပြောလဲဆိုရင်အချို့တို့ဒီကောင်းကင်နိုင်ငံအတွက်ဆိုပြောထားဒီမှာကျွန်တော်တို့တွေ့ရတဲ့ဖုံးကြီးတွေဆရာတော်တွေ sister တွေပေါ့နော်တက်ကိုရင်နေအဲ့လိုမျိုးယဟန်အမတ်ဒီပေါ့နော်မိမမယူဘူးငယ်ဖြူဘဝနဲ့ဘုရားမှုတော်များကိုထမ်းဆောင်တဲ့လူတွေပေါ့နော်သူတို့ကမိမမယူပဲနေလို့ရတယ်ဆိုတဲ့အကြောင်းကိုခရစ်တော်က
ပြောထားတာကိုတွေ့ရတယ်နော်ဒါကကောင်းကင်နိုင်ငံရဲ့အကျိုးအလို့ဟာမိမိကိုဆုံးမ၍မိမရှာဖြစ်ကြသူတို့မိမရှာဖြစ်သွားတာတော့မဟုတ်ဘူးဆိုတော့ပြောချင်တာတော့ဒီအင်ထောင်ပြုလို့မရဘူးပေါ့နော်အဲ့လိုမျိုးခရစ်တော်ကပြောထားတယ်ဆိုတော့ကို့မှာအကြောင်းတရားမရှိဘူးဖုန်ကြီး sister ဝတ်တာလည်းမဟုတ်ပဲနဲ့အချောက်ဖြစ်နေတာလည်းမဟုတ်ပဲနဲ့ကိုင်ကလည်းပြည်စုံတယ်ကျမ်းမာရေးလည်းကောင်းမွန်တယ်ပြည်စုံတဲ့လူယောက်ျားလူမိန်းမဖြစ်ပါလေနဲ့ဒီဘယ်လိုပြောရမလဲအိမ်ထောင်မပြုတ်ဘူးဆိုရင်လေတမင်တက်အိမ်ထောင်ရေးရှောင်ရှားတယ်ဆိုရင်လည်းဒါကအပြစ်ဖြစ်တယ်အဲ့လိုနေလို့မရဘူးတကယ်လို့ကိုချစ်ခင်တဲ့လူမရှိလို့ဘာညာဆိုဒါအကြောင်းပြချက်ရှိသေးတယ်နော်အဲ့လိုမျိုးပေါ့ကိုကတမင်တက်ရှောင်ဖယ်လို့တော့မရဘူးပေါ့နော်ဒါမိသားစုဆိုတာလေကျွန်တော်တို့လူသားတယောက်ရဲ့တာဝန်ပေါ်တရားဖြစ်တယ်ပေါ့နော်ကဲအဲ့ဒီအကြောင်းပေါ့နော်ဆိုတော့ပြောချင်တာကဒီဟာကကျွန်တော်တို့ကဘယ်သူတွေမိမယူလို့ရလဲယူလို့မရဘူးလေပြီးရင်မိမကွဲလို့ရလားမရဘူးလားဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာဆက်သွားရအောင်တမန်ကျမ်းစာမှာလေးမရနဲ့ပတ်သက်ပြီးတော့ဘာတွေကျွန်တော်တို့တွေ့နိုင်အောင်လဲဆိုရင်ဒီမှာအချင်းမိမတော်ဒီအေဖေဩဝါဒစာမှာပေါ့နော်အချင်းမိမတော်ဖျားသခင်နှင့်အုပ်စိုးခြင်းကိုဝန်ခံတဲ့ကဲ့သို့ကိုခင်ဘောနှင့်အုပ်စိုးခြင်းကိုဝန်ခံကြလောမိမမှန်ရင်ကိုယောက်ျားရဲ့အုပ်စိုးခြင်းကိုခံယူရမယ်တချို့မိန်းကလေးတွေကယောက်ျားပြန်အုပ်ချင်တဲ့လူတွေရှိတာပေါ့တဘောပြောချင်တာဘယ်လိုလဲဆိုတော့သူမိန်းမပဲအရာမှာဆုံးဖြတ်ရမယ်မိမမကြရင်ဘာမှမလုပ်ရဘူးဆိုတဲ့အရာမျိုးတွေပေါ့ဒါမျိုးကမရဘူးเนาะကျွန်တော်တို့ချင်းထုံးစံမှာလဲယောက်ျားဆိုတဲ့အရာကမိသားစုရဲ့ကောင်းဖြစ်တယ်ပေါ့เนาะအိမ်ထောင်ဦးစီးဆိုတာကျွန်တော်မြန်မာထုံးစံအရာဆိုအိမ်ဦးနာပေါ့ဗျာဆိုတော့ तू ကဒီအိမ်ထောင်ဦးစီးမှာက तू မိသားစုအတွက်ဒီလိုအပ်တဲ့အရာတွေကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုကျွန်တော်တို့တတိထားရမယ်ဖျားသခင်ရဲ့အုပ်စိုးခြင်းခံတယ်လို့ပဲမိမိယောက်ျားရဲ့အုပ်စိုးခြင်းကိုခံရမှာဖြစ်တယ်အဲ့လိုဆိုတဲ့နေရာမှာတချို့ယောက်ျားတွေကဒီမိန်းမဆိုတာကိုအုပ်ချုပ်ရမယ်လို့ဖြစ်တယ်မဖြစ်မနေဆိုပြီးတော့မိန်းမကိုဒီမကြိုက်တိုင်းကိုထိလက်ရောက်ကျူးလွန်တာမျိုးနှိပ်စက်တာမျိုးတွေပေါ့နော်ဒါတွေလုံးဝမလုပ်ရဘူးဆိုတော့ယောက်ျားရဲ့တာဝန်ကဘာလဲဆိုရင်အချင်းယောက်ျားတော့ခရစ်တော်ဒီအသင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့တင်းတော့ဒီလေကိုခင်ဘုံကိုချစ်ကြလို့ဒါကိုမိမကိုချစ်ကြလို့ဒီမိန်းကလေးတွေကိုလည်းဒီယောက်ျားလေးတွေကိုလည်းသူဆုံးမထားတာတွေ့ရတယ်ဒီတန်ဖိုးလူอ่ะပေါ့နော်ဆုံးမဩဝါဒပေးတဲ့အခါမှာမိန်းကလေးတွေလည်းဘုရားသခင်ရဲ့အုပ်စိုးခြင်းခံရတယ်လို့ပဲကိုယောက်ျားရဲ့အုပ်စိုးခြင်းခံရမယ်ဆိုတာတိထားရမယ်ယောက်ျားလေးတွေကလည်းဘုရားသခင်ကအသင်းတော်ကိုချစ်တယ်လို့ပဲကိုမိမကိုချစ်ခင်ရမယ်ကိုမိသားစုကိုမျှနှောရမယ်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်မိသားစုအရေးကိုကမထင်ကြောင်းနိုင်မတတ်နိုင်တဲ့အခါမှာထွက်ပြေးတာတော့တင်းရှောင်တာတော့အဲ့ဒါမျိုးတွေလုံးဝမလုပ်ရဘူးပေါ့နော်ဆုံးမထားတာကိုတွေ့ရတယ်ဆိုတော့ထိုအသင်းတော်ဒီတန်ရှင်းလက်အပြစ်ကင်းလက်ရှိသည်ဖြစ်အညစ်အကြေးတင်ခြင်းအယေသွင်းခြင်းမှစသည်တို့နဲ့လောလသဖြင့်အတရည်တင့်တယ်လက်ရှိသောအသင်းတော်ကိုခရစ်တော်သည်မိမိအစတန်တို့ကနှုတ်ကပတ်တော်ရင်၌စေကြခြင်းဖြင့်စင်ကြယ်တန်ရှင်းစေမည်အကြောင်းထိုအသင်းတော်အဖို့လုံးငါကိုစွန့်တော်မူ၏တဘောကဘာပြောချင်တာလဲဆိုရင်ဒီယောက်ျားမိန်းမနှစ်ယောက်လုံးကအမြဲတမ်းစင်ကြယ်နေရမယ်နော်သူများကိုမဆိုင်တဲ့တခြားလူတွေရဲ့မိန်းမတခြားလူတွေရဲ့ယောက်ျားနဲ့ရှုပ်ထွေးတာတော့နော်လိန်ငယ်ဖြစ်နေတာတော့မယာငယ်ဖြစ်နေတာတော့အဲ့ဒါတွေလုံးဝမရဘူးနော်မလုပ်ရဘူးအမြဲတမ်းအပြစ်ကင်းစင်နေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုသူပြောချင်တာဖြစ်တယ်ဒီမှာဆိုရင်အကယ်စင်စစ်ငါတို့ဒီဘုရားသခင်ဤသားတော်အယောတော်တို့အဝင်ဖြစ်
ကိုမြတ်ဤအင်္ဂါဖြစ်ကြ၏ကိုရောမြတ်ဤအင်္ဂါဖြစ်ကြကျွန်တော်တို့ဆိုတာဒီခရိယံဘာသာဝင်အထူးသဖြင့်ကျွန်တော်ကက်သလစ်ဘာသာဝင်တွေဆိုတာနေတိုင်းဒီဘုရားကျောင်းတော်တဲ့အခါမှာအသွေးတော်အသားတော်ခရစ်တော်ရဲ့အသွေးတော်အသားတော်ပင်ယူသုံးဆောင်ခြင်းအဖြစ်ကျွန်တော်တို့ဟာခရစ်တော်ရဲ့ကိုခန္ဓာအသိအပိုင်းတွေလည်းဖြစ်လာတယ်လို့ပြောလို့ရတယ်အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ကိုခန္ဓာင်္ဂါကိုအမြဲတမ်းရှင်းစီဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီမှာရေးထားတယ်ယောက်ျားသည်မိဘကိုစွန့်၍ခင်ပေါ်နိုင်မည်ဝဲတစ်ဖြစ်ထိုသူနှစ်ယောက်တော့ဒီတရားတကိုဒီဖြစ်ရမယ်တရားတကိုဒီနော်ဤဒီအလွန်နဲ့တော့အရာဖြစ်၏နော်အဲ့လိုမျိုးပေါ့ဒါအိမ်မတမအရေးကြီးတာအချက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတန်ဖိုးလူကဆုံးမထားတာတွေ့ရတယ်ပြီးရင်နောက်တစ်ခုဘာတွေ့နိုင်အောင်လဲဓမ္မကျမ်းစာကိုနည်းနည်းဆက်ကြည့်မယ်ဆိုရင်အချင်းမိမတို့သခင်ပြား၌ရှောက်ပတ်တိအတိုင်ကိုခင်ပွန်းနေအုပ်ဆိုးချင်းဝန်ခံလို့တာလဲအတူတူပဲနော်အချင်းယောက်ျားတော့ကိုခင်ပွန်းကိုချစ်ကြလို့ကြမ်းတမ်းစွာမပြုတ်ကြနဲ့သားသမီးတော်ပြီးရင်သားသမီးတွေရဲ့တာဝန်လက်ဒီမှာပေးထားတာတွေ့ရတယ်ကိုကသားသမီးဖြစ်တဲ့အတွက်ကြောင့်သားသမီးမိဘကိုပဲလို့နော်ခုနကျွန်တော်ပြောတယ်လို့ပဲမိသားစုဖြစ်လာတဲ့အခါမှာကိုအဖေမေအိမ်မှာခိုကပ်ပြီးတော့မနေဖို့ခုနကျွန်တော်ပြောထားတယ်ဒါပေမဲ့မိဘကိုစွန့်ပစ်ထားလို့မရဘူးကိုမှမိဘရှိသေးတဲ့အတွက်ကိုကသားသမီးနေရာမှာရှိနေသေးတဲ့အတွက်မိဘပေါ်မှာပြုအပ်တဲ့သားသမီးကျင့်ဝတ်ကကိုမှမပြီးဆုံးသေးဘူးဆိုတာလဲနားလည်ရမယ်เนาะဆိုတော့သားသမီးတော့မိဘစကားကိုအရာရာ၌နားထောင်ကြလောမိဘစကားကိုနားထောင်သောအမှုသည်သခင်ဖျားနှင့်တည်တော်အမှုဖြစ်၏သခင်ဖျားနှင့်တည်တော်အမှုဖြစ်တယ်ဒါကကျွန်တော်တို့လူသားတွေကဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုတခါတည်းနဲ့အများကြီးရယူနိုင်တဲ့နီလန်းတစ်မျိုးဖြစ်တယ်နော်လူတယောက်ဟာကြည်လိုက်ပါလောကမှာမိဘကိုစိတ်ချမ်းသာအောင်လုပ်တဲ့သားသမီးတွေမိဘကိုယိုသေးလေးစားတဲ့သားသမီးတွေဆိုတာနော်အနည်းနဲ့အများသူတို့ကောင်းစားနေကြတာကျွန်တော်တို့တွေ့ရတယ်နော်ဒါမိဘရဲ့ကောင်းကြီးသူတို့မှာအပြည့်အဝရှိတဲ့ဘုရားသခင်ကသူတို့ကိုကောင်းကြီးပေးတယ်။ဘာကြောင့်လဲဒီမှာတမန်ကျမ်းစာရှင်းရှင်းလင်းလင်းပြောထားတယ်။အဲ့ဒီမိဘကိုယိုသေးခြင်းအမှုဟာဘုရားသခင်ကြိုက်တော်အမှုဖြစ်တယ်။အလိုရှိတဲ့အမှုဖြစ်တယ်။နော်ဆိုတော့ဘုရားသခင်ရဲ့ပညာတော်7ပါးထဲမှာလဲမိဘကိုယိုသေးပါဆိုပြီးတော့မှပြောထားတာကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အဲ့ဒါကအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့သားသမီးတွေလည်းပဲကလေးတွေရလာပြီဆိုရင်ကိုမိဘကိုယိုသေးတတ်အောင်နော်ကိုကပြုစုပြောထောင်ရမယ်တနေ့ကျတော့ကိုအသက်ကြီးလာတဲ့အခါကိုသားသမီးကိုစွန့်ပစ်သွားတယ်ဆိုရင်ဒါကကိုယ်တိုင်ရဲ့အားနည်းချက်ဖြစ်လာမယ်သူငယ်တော့ကဘယ်လိုမိဘကိုယိုသေးရမယ်ဆိုတဲ့အကြောင်းအရာကိုကတေချာသူတို့ကိုလမ်းမပြခဲ့ဘူးမဆုံးမခဲ့ဘူးမတွင်တင်ခဲ့တာကြောင့်သူတို့ကြီးလာတဲ့အခါမှာမိဖရဲ့တန်ဖိုးကိုသူတို့နားမလည်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကလေးတွေရလာရင်လေကလေးတွေဘယ်လိုဆုံးမတွင်တင်မလဲဆိုတဲ့အရာကိုမိဘတွေကအမြဲကလေးမရခင်ကလေးကကြိုတင်ပြီးတော့သူများတွေဘယ်လိုလက်သားသမီးကိုပြုစုပြောထောင်ကြတယ်လေဆိုတဲ့အရာတွေကိုလည်းလေ့လာစီးပူရမှာဖြစ်တယ်ပြီးရင်လူဤအမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်ဘုရားသခင်ဤအမှုတို့ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသည်များတော့၌စေတနာစိတ်နဲ့ပြုကြလောဒီမှာပြောထားတယ်ဒီမိသားစုတာဝန်ကိုထမ်းဆောင်တဲ့အခါမှာအမတမပင်ပန်းခက်ခဲတဲ့ကြမ်းတမ်းတဲ့ဘဝတွေကိုကျွန်တော်တို့ကြုံတွေ့ရနိုင်တယ်နော်အဲ့လိုမျိုးအချိန်မှာကျွန်တော်တို့ကငါယောက်ျားငါမိန်းမကိုပဲငါအစီခံဖို့မွေးလာသလားမသိဘူးပါညာကိုဟာကိုညီးသွားနေမယ်ပေါ့ဒီနေ့တမချန်းစာပြောထားတယ်အဲ့လိုမဟုတ်ဘူးပေါ့နော်မင်းရဲ့ယောက်ျားမင်းရဲ့မိန်းမကိုပြုစုစောင့်ရှောက်ခြင်းဟာဘုရားသခင်ကိုအစီခံတဲ့ကဲ့သို့မှတ်ထားပြီးတော့မှဘုရားအမှုတော်ဆောင်ရွက်တဲ့ကဲ့သို့ဘုရားကိုအစီခံတယ်လို့ပဲစိတ်ထဲမှာအောင်မိပြီးတော့မိမိရဲ့မိသားစုကိုအစီခံရမယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကပြောထားပါတယ်တင်တော့ဒီခရစ်တော်ရဲ့အစီကိုခံကြသည်ဖြစ်၍အမွေတော်ဒီဟုသောအကျိုးကိုဘုရားသခင်၏လက်တော်မှာ
ခံရလိမ့်မည်ဟုတ်ဒီမှာကြာလောအဲ့လိုကိုယ့်ရဲ့မိသားစုကိုဒီလိုဖျားဘယ်လောက်ပဲခက်ခဲဘဝကြီးကြမ်းတမ်းနေပါစေဖို့ကွာကိုကဒီဖျားရဲ့အမှုတော်ကိုဆောင်ခြင်းဖျားလိုအပ်တဲ့ဒီမိသားစုဘဝတည်ဆောက်ခြင်းဆိုတော့ဖျားသခင်ရဲ့အလိုတော်ဖြစ်တယ်မိသားစုဘဝကိုကျွန်တော်ဒီလိုယုံကန်နေခြင်းဟာဖျားရဲ့အမှုတော်ကိုဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုကိုကစိတ်ထဲမှာမှတ်ထားပြီးတော့ကိုကလုတ်တဲ့အခါမှာအဲ့ဒီကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့စ조사မှုအတွက်ဖျားသခင်ကအကျိုးပေးမယ်ဖျားသခင်လက်တော်မှာခံရအကျိုးကိုအမွေတော်ဒီဟုသောအကျိုးကိုထိုသခင်ဤလက်တော်မှာခံရလိမ့်မည်ဟုတီးမှကြလောနော်ဘုရားသခင်ကကိုယ့်ရဲ့မိသားစုကိုကောင်းကောင်းအစီခံတဲ့လူတွေမှာကောင်းကြီးအစဉ်သက်ပေးဖို့ဒီမှာတမန်ကျမ်းစာမှာအတိအလင်းဖော်ပြထားတာကိုတွေ့ရတယ်အဲ့ဒါကြောင့်ဒီတစ်ခုခုအစင်မပြေတဲ့အခက်ခဲတွေကြုံလာတဲ့အခါမှာလုံးဝဆွဲမလျှော့ပဲနဲ့ဖျားမှုဆောင်ခြင်းဖြစ်တယ်ဆိုတဲ့စိတ်ကောင်းစေတနာနဲ့မိမိရဲ့မိသားစုကိုအစီခံမယ်ဆိုရင်ဘုရားသခင်ရဲ့မကုံဆုံးနိုင်တဲ့ကြီးစုတော်တွေမိသားစုပေါ်မှာကောင်းကြီးအများကြီးတက်ရောက်လိမ့်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်နော်ပြီးရင်ဘာကြံသေးလဲဆိုရင်မတရားသောအမှုကိုပြုတော်သူမိတိကမိမိပြုတော်အမှုအကျိုးအပြစ်ကိုခံရလိမ့်မည်အဘယ်သူဤမျက်နှာကိုမှမှတ်တော်မမူဒီမှာဘုရားသခင်ကဥမာလောကမှာကျွန်တော်တို့မိသားစုတစုကိုမိသားစုနဲ့ပတ်သက်လာရင်မိသားစုတစုကိုဒီလမ်းတော်မှာစွန့်ပစ်တာပေါ့နော်သူကလေးတွေလည်းကြီးလာပြီးကြောင်းသက်မဲ့အရွယ်ဖြစ်လာတဲ့ချိန်မှာယောက်ျားနဲ့မိန်းမစကားများပြီးတော့ဘာမှမဟုတ်တဲ့အရာလေးကိုအကြောင်းပြုပြီးတော့မိသားစုကိုစွန့်ခွာထွက်ပြေးတော့ဒီလုံးဝမိသားစုကိုတစ်သက်လုံးစွန့်ပစ်တာမျိုးပေါ့နော်ဒါမျိုးတွေမရဘူးဘာဖြစ်လဲဘုရားသခင်ပြောထားတယ်မိမိပြုသောအမှုအကျိုးအပြစ်ကိုခံရလိမ့်မယ်အဲ့ဒီမင်းရဲ့စွန့်ပစ်မှုအတွက်မင်းစားခဲ့တဲ့ပြဿနာကိုမင်းမဖြေတာဝန်မယူနိုင်တဲ့အတွက်ဘုရားသခင်ကမင်းကိုပြစ်ဒဏ်ပေးမယ်ပြစ်ဒဏ်ပေးမယ်အဘယ်သူဤမျက်နှာကိုမှမှတ်တော်မမူဆိုတဲ့နေရာမှာဘုရားသခင်ကမင်းကဘာကြီးမလို့မင်းကတထေးကြီးမလို့ဒါမှမဟုတ်မင်းဆင်းရဲငါမောနေတဲ့သူမလို့တနာပြီးတော့အပြစ်တွေလျှော့ဖို့ပေးမယ်ဒါမှမဟုတ်မင်းကတမတကြီးဖြစ်လို့ဘုရားကမင်းအပြစ်လျှော့ဖို့ပေးမယ်ဆိုတာလုံးဝမရှိဘူးဆိုတော့မင်းရဲ့တာဝန်ပေါ်တရားမကြည့်ဘူးဆိုရင်မင်းရဲ့အကျိုးအပြစ်ကိုခံရဖို့အစဉ်တည်းဖြစ်နေရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ကနေပြီးတော့မှဒီနေ့မှာတော့အများကြီးတော့ရင်လည်းငင်းငွေလာပြီးတင်တယ်ဆိုတော့ဒီနေ့မှာဒီမှာပဲခဏရနာရအောင်နော်ဆိုနောက်နေ့ဒီမှာအနည်းငယ်ထပ်သွားပြီးတော့မှပြီးရင်တော့နင်တို့ဒီဖះเจ้าလာတဲ့ချိန်မှာပဲဒီစေချိုချင်းကိစ္စတွေစေချိုချင်းအတွက်ဒီ rehearsal တွေပေါ့နော်ဒီလောက်တာတွေဒီလက်ထပ်ချင်းအတွက်လိုအပ်တဲ့ rehearsal တွေပြီးရင်လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်တာချမ်းသာကအစားပေါ့နော်ကျွန်တော်ကိုယ်တိုင်ကနေပြီးတော့မှကုညီပံ့ပိုးပေးမှကျွန်တော်ကုညီဥဆောင်ပေးမှဖြစ်တယ်ပေါ့နော်ဆိုတော့ကဲဘာနားမလဲတဲ့အရာတွေဘာတွေရှိတယ်မေးချင်တဲ့အရာတွေဘာတွေရှိလားမရှိတော့မရှိဘူးနော်โอเคမရှိဘူးဆိုရင် တခုမေးစရာရှိရယ် အေးဟုတ်ပြီဆေးကြောချင်းခံတဲ့ချိန်မှာဗာလေကောင်းကင်လာဗာလေ အဲ့ဒီကိစ္စတွေကျွန်တော်စီစဉ်ပေးမယ်နော်ကောင်းကင်လို့မယ်ဟုတ်တယ်ကောင်းကင်ဆိုတဲ့အရာကတော့ကောင်းကင်ဆိုတာတော့တက်တည်ပါပဲဒီလက်ထပ်တဲ့ချိန်မှာလည်းတက်တည်လို့တယ်နော်ဒါတက်တည်မရှိမဖြစ်လို့တယ်ဒါကကောင်းကင်ဆိုတဲ့လူကအတင်းတော်ရဲ့တရားဝန်တက်တည်ဖြစ်တယ်အတင်းတော်ရဲ့ကိုစားဖြစ်တယ်နော်ဆိုတော့သူတို့ရဲ့တာဝန်ကတော့ဘာလဲဆိုရင်ဥမာစေချိုချင်းမှာဆိုရင်ဒီလူနှစ်ယောက်ဟာတကယ်ပြင်ဆင်ပါတယ်ပေါ့နော်အတင်းတော်အတွက်ပြင်ဆင်တယ်ထိုက်တန်တယ်ပေါ့နော်ဘုရားရဲ့သခင်ရဲ့မိသားစုမှာဘာဝင်ဖို့ထိုက်တန်တဲ့ကြိုတင်ပြီးပြင်ဆင်မှုရှိတယ်ဆိုတဲ့အကြောင်းကို
သူတို့ကထောက်ခံပေးဖို့ပေါ့နော်ဒီမှာရောဖက်မှာဆိုရင်တော့ရောလူကြီးပေါ့ဒီလူကလိန်မှာပါတယ်ဘာညာပေါ့ဒီထောက်ခံပေးတဲ့ဟိုအမှန်ဆိုဟိုမှာဆိုထောက်ခံစားဘာညာလို့လဲဆိုတဲ့အရာကအဲ့ဒီသဘောတွေပါပဲဒီမှာတော့ထောက်ခံစားမဟုတ်ဘဲနဲ့လူကိုယ်တိုင်ပေါ့လူကိုယ်တိုင်လာပြီးတော့မှအသင်းတော်ကိုစားဟုတ်တယ်ဒီနှစ်ယောက်ကခရစ်တော်ရဲ့အသင်းတော်မှာပါဝင်ဖို့သူတို့ပြင်ဆင်နေကြတယ်စီအားထက်တန်နေကြတယ်ဆိုတဲ့သဘောကိုသူတို့ကတက်တည်ခံပေးတဲ့သဘောပေါ့နော်ဒီလက်ထပ်တဲ့ချိန်မှာလည်းအရာနေလို့မယ်အယံဆိုတာပါလဲဆိုရင်သူတို့လည်းလက်ထပ်တဲ့ချိန်မှာတက်တည်ပဲသူတို့ကလက်မှထိုးရမှာသူတို့ကလည်းအသင်းတော်ရဲ့ကိုးစားဖြစ်တယ်နော်ဆိုတော့အိမ်မတမအရေးကြီးတဲ့အရာဖြစ်တယ်ဒါကတော့ဒီကျွန်တော်ဒီ community မှာရှိတဲ့လူငယ်တွေဘယ်သူပဲဖြစ်ဖြစ်အားနိုင်မဲ့လူတွေကိုကျွန်တော်ကစီစဉ်ပေးမယ်တကယ်လို့နာနေတီးတဲ့ဟာရှိရင်လည်းနော်တငယ်ချင်းတွေပါရီကိုချင်းနဲ့ဆိုရင်လည်းလုပ်ခိုင်းလို့ရတယ်ပါတာဝန်ဖြစ်ရင်တော့အကောင်းဆုံးပေါ့ว่าလေအဘောအစားတော့ဝါသူတို့သမီးအရာငူဘောနော်ဝါအဖေဖက်ကအမျိုးအမတယောက်ကိုသူကတော့ကူညီပေးလို့ရမလားဆိုတော့သူကူညီပေးလို့တော့ရတယ်ဒါမဲ့ဝါလေပါတာတော့မသူခရိယန်ချင်းချင်းအဲ့လိုမျိုးโอเคအဲ့ဒီဟာကိုတခြားလူရမလားဆိုတာကိုကျွန်တော်လည်းအဲ့ဒါကိုတေးချဖုန်ကြီးနဲ့ပြန်ဆွေးနွေးအောင်မယ်နော်သူတခြားခရိယာပေါ့နော်ကဲလို့ရမယ်ဆိုရင်ခေါ်လိုက်မယ်လေနော်သူ့မရဘူးဆိုရင်လည်းဒီကဟာကျွန်တော်တို့တခြားလူငယ်တယောက်ခေါ်လိုက်မယ်နော်ပြီးရင်ဗာမိတ်စာရှိသေးလဲမရှိတော့မရှိတော့ဘူးเนาะဆိုတော့ကျွန်တော်ဒီအဲ့ဒီမှာကျွန်တော်ဒီမှာအလော့ကျမ်းမှမဲ့မေတ္တာလေးတွေပို့ပေးပြီလားဒီကောင်းငင်ဘုံမေတ္တာဂုဏ်ကျေးဇူးတော်မေတ္တာနာကျင်ခြင်းမေတ္တာပို့ပေးပြီလားမသိမပို့ပေးသေးဘူးထင်တယ်ခဏနေကျွန်တော်ပို့ပေးလိုက်မယ်နော်အဲ့ဒီမေတ္တာသုံးခုကအိမ်မတာမအရေးကြီးတယ်ဆိုတော့ဒီစေချိုးချင်းခံပြီးရင်တော့အဘဖြေရမှာအဘဖြေတဲ့ချိန်မှာဒီမေတ္တာစာလေးတွေကိုဒီဆုတောင်းစာလေးတွေပေါ့နော်ဒါအလော့ကျဲမှာထားဖို့လိုတယ်နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ထပ်ပို့ပေးမယ်ပြီးရင်နောက်လိုအပ်တဲ့အရာလေးတွေကို screenshot လုပ်ပြီးတော့ပို့ပေးလိုက်မယ်နော် okay โอเคဒါဆိုမိစာလည်းမရှိတော့ဘူးဆိုရင်ညလည်းနဲ့ပြီဆိုတော့လေဘာဒီမိစာရှိသေးလဲမရှိတော့မရှိတော့ဘူးโอเคအဲ့ဒါဆိုဘိုင်နော်ဘိုင်မိစာရှိရင်လည်းအမှအတန်ဖိုင်ပို့ပေးလိုက်နော် okay ဆရာကျေးဇူးပါဆရာโอเคကျေးဇူးပါဘုရားသခင်ကောင်းကြီးပေးပါစေ